သူ့ရဲ့အဆင့်တန်းကိုဖုံးကွယ်ပြီးဘာမဟုတ်တဲ့လူတစ်ယောက်လိုနေထိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပြီးကြတော့ကတော့သူ့ရဲ့တူးလေးသောသားပေါ့ဒါပေမဲ့ကြတော့ကတော့နေတိုင်းခောက်ဆွဲချောင်းနဲ့ပဲဘိုက်မောက်ခဲ့ရတယ်ကြတော့ကတော့တစ်သက်လုံးဘာမှမရှိတဲ့လူတစ်ယောက်ဖြစ်ပဲကံပါလာတယ်လို့ထင်ခဲ့တာကြတော့ရီစာရှန်ယောင်းကိုစိုင်ကောင်းတစ်ခုလိုက်ကျွေးဖို့စုထားသမျှပတ်စံတွေအကုန်ထုတ်သုံးခဲ့တဲ့အဲ့ဒီနေ့အထိပါပဲအဲ့ဒီအချိန်မှာပဲကြတော့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တာလင်းရွံဒီတနက်စာအတွက်နဲ့မင်းပတ်စံတွေအကြာကြီးစုခဲ့ရတာမလားရှန်ယောင်းကသူမရဲ့ဝိုင်ခွက်ကိုအေးအေးဆေးဆေးပဲချလိုက်တယ်သူမမျက်လုံးထဲကနှွေးထွေးမှုတွေလည်းမရှိတော့ဘူးအေးဆက်ဆက်တနာတဲ့အရေးရောင်တွေပဲကြံတော့တယ်ကြတော့ဘာမှမစင်စားပဲအိတ်ကက်ထဲကပတ်စံကိုစုပ်ကင်ထားလိုက်မိတယ်အဲ့ဒါကတွန့်ကြည်နေတဲ့တရားတန်တရွက်ထဲပါကြတော့စီမှာရှိတဲ့ပတ်စံအားလုံးကအဲ့ဒါပါပဲကျတော့စကားမပြောရသေးခင်မှာပဲဝစ်စုံအပြည့်နဲ့လူတယောက်ဝင်ထိုင်လိုက်တယ်ရှန်ယောင်းရဲ့ဘေးနားမှာတင်ပဲသူကသူ့မခါးကိုပိုင်ဆိုးပိုင်နဲ့ဖက်လိုက်တာယာမဒီလိုအမိုက်လိုကောင်မျိုးအတွက်နဲ့ဘာလို့စကားတွေအကုန်ခံနေမှလဲသူ့နာမည်ကကြောက်စီဖုန်းနဲ့သူကဟေးရှိရဲ့ကြောက်လုပ်ငန်းစုကြီးရဲ့အမွေဆက်ခံသူပေါ့သူကကြတော့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တယ်ကြတော့ကိုမြောင်းထဲကကြွတ်တကောင်လိုမျိုးကြည့်ပြီးလင်းရွယ်မင်းဝတ်ထားတဲ့ဒီဝစ်စားကမင်းဘဝမှာအကောင်းဆုံးဝတ်ဖူးတဲ့အထည်ဖြစ်မှာပါတဲ့စုပ်ပြတ်နေတဲ့မင်းရဲ့ခြေလန်းတလန်းချင်းစီကတော့ဒီစားတောက်ဆိုင်ကိုစော်ကားနေတယ်လို့ပဲရှန်ယောင်းကကြတော့ကိုကြည့်လိုက်တယ်သူမအတန်ကအေးဆက်နေပြီးလင်းရွယ်နဲ့ငါတို့လမ်းခွဲရအောင်မင်းကဒီကပြင်သစ်အစားအစာတွေကိုဘလို့စားရမှန်းတောင်သိတာမဟုတ်ဘူးမင်းနဲ့ငါကဘယ်တော့မှကဘာမတူခဲ့ကြဘူးအဲ့ဒီနောက်မှာတော့ရှန်ယောင်းကလှည့်တောင်မကြည့်ပဲထွက်သွားတော့တယ်သူမကကြောက်စီဖုန်းရဲ့လက်မောင်းကိုချိတ်ပြီးထွက်သွားတာကြောက်စီဖုန်းရဲ့ပေါ်ရှိကကြီးဟင်းကနေထွက်သွားပြီးလမ်းထောက်မှာပျောက်ကွယ်သွားတဲ့အချိန်မှာကြတော့ရင်နဲ့ဟာဒရာကြီးဖြစ်ကြံခဲ့တဲ့စပွဲထိုးတစ်ယောက်ကြတော့စီလျှောက်လာတယ်သူ့မျက်လုံးတွေထဲမှာအထင်သေးမှုတွေအပြည့်ပဲခမည်းမှာပေးစရာပတ်စံမရှိရင်စပွဲကိုပိတ်မထားပါနဲ့တော့ဆရာကျွန်တော်တို့တန်ရှင်းရေးလုပ်ရအောင်မယ်ကြတော့ရုတ်တရက်မောကြည့်လိုက်တယ်ကြတော့မျက်လုံးတွေကနီမြန်းနေပြီးမင်းကိုငါသိမ်းခိုင်းလို့လားကြတော့စပွဲထိုးရဲ့လှောင်ပြောင်တဲ့လေတံကိုလစ်လူရှုလိုက်တယ်အဲ့ဒီနောက်ကြတော့အဟောင်းသားဖြစ်နေတဲ့ကောက်ဖုန်းလေးကိုဖြည်းဖြည်းချင်းထုတ်လိုက်တယ်အဲ့ဒီဖုန်းကိုလွန်ခဲ့တဲ့3နှစ်ကအဖေပေးထားခဲ့တာတခြားရွေးချယ်စရာလုံးဝမရှိတော့မှသာဒီဖုန်းကိုဆက်ရမယ်လို့သူပြောခဲ့ဘူးတယ်ဖုန်းဝင်သွားပြီးအကွဲကွဲအတန်တစ်ခုထွက်လာတဲ့အတန်ကကြမ်းတမ်းပေမဲ့အရှိန်ဝါတော့အပြည့်ပဲကောင်းလေးနောက်ဆုံးတော့ငါစီဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့တယောက်ကကြတော့ကိုအနိုင်ကျင့်နေလို့ကြတော့အသက်ကိုဝအောင်ရှူလိုက်တယ်ကြောက်စီဖုန်းထွက်သွားတဲ့ဘက်ကိုကြတော့စိုက်ကြည့်နေမိတယ်တစ်ဖက်ကနေ3စက္ကန့်လောက်ငြိမ်သွားတယ်အဲ့ဒီနောက်မှာတော့အဖေရဲ့တည်ငြိမ်တဲ့အတန်ကြီးထွက်လာတယ်ငါနားလဲပြီးတဲ့အဲ့ဒီမှာပဲစောင့်နေမင်းကိုလာခေါ်ဖို့လူလွတ်လိုက်မယ်ကြတော့ဘာမှပြန်မပြောရသေးခင်မှာပဲဖုန်းကျသွားတယ်အဲ့ဒီခောက်ဖုန်းအဟောင်းလေးကိုကြတော့တင်းဆုပ်ထားလိုက်မိတယ်ကြတော့လက်ဖွားတွေမှာချွေးတွေဆိုနေပြီးအမှန်တိုင်းပြောရရင်အဲ့ဒီဖုန်းတကောကဘာတွေပြောင်းလဲပြစ်နိုင်မလဲဆိုတာကြတော့မတွေးမိခဲ့ဘူးကြတော့မှတ်ညံထဲမှာတော့အဖေဟာနေမှာအလုပ်လုပ်ရင်ကြတော့စီကို3စီလေးလှမ်းပို့ပေးနေတဲ့လူလက်ပိုင်းရွယ်လူတစ်ယောက်ပဲသူကဘာများလုပ်ပေးနိုင်မှာမလို့လဲဒါပေမဲ့မိနစ်20တောင်မပြည့်ခင်မှာပဲဆိုင်ဝါကနေအစီရီလျှောက်လာတဲ့ခြေတံတွေကိုကြားလိုက်ရလို့ကြတော့မော့ကြည့်လိုက်တယ်အဲ့ဒီမှာကြတော့မြင်လိုက်ရတာကအနက်ရောင်မေဘက်ကားတစ်စီးကဆိုင်ပြင်ဘက်မှာအတန်တိတ်ဆက်ရောက်လာတာပဲကားတကားပွင့်သွားတဲ့အနက်ရောင်ဝစ်စုံနဲ့လူလက်ပိုင်းအမျိုးသားတစ်ယောက်ဆင်းလာတယ်ဆိုင်ထဲကဧည့်သည်တွေအားလုံးလှည့်ကြည့်ကုန်ကြတယ်သူတို့တွေတိုးနဲ့ပြောနေကြပြီးကြတော့ကိုမောင်းထုတ်ချင်နေတဲ့စပွဲထိုးတောင်မှတိတိတတ်တာကြီးနောက်ဆုတ်သွားတယ်အဲ့ဒီအိမ်တော်ထင်းကကြတော့စီကိုတန်တန်မတ်လျှောက်လာတယ်သူကကြတော့ကိုအနှဲငယ်ဥညွတ်လိုက်ပြီးတခင်လေးတဲ့တခင်လေးဒီနှစ်တွေထဲမှာတော်တော်လေးပင်ပန်းခဲ့ရပြီလို့တခင်ကြီးကပြောခိုင်းလိုက်ပါတယ်တဲ့ခမည်းကြတော့ကိုအခုဘလို့ခေါ်လိုက်တာလဲအိမ်တော်ထင်းကခေါင်းမောကြည့်တယ်သူ့မျက်လုံးတွေကနူးညံ့ပေမဲ့ခိုင်မာတဲ့အရှိန်အဝါတွေရှိနေတယ်တခင်လေးရဲ့ဖခင်လင်ကန်းဟိုင်ဟာလင်းအပြည်ပြည်ဆိုင်ရာလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌပါသူ့ရဲ့လုပ်ငန်းတွေကတကဘာလုံးကိုလွှမ်းခြုံထားတာပါသူ့ရဲ့စုပေါင်းပိုင်ဆိုင်မှုကဘီလီယံ100ကျော်ပါတယ်တခင်လေးကသူ့ရဲ့တူးလေးသောသားဖြစ်တယ်လို့တူးလေးသောအမွေဆက်ခံသူလည်းဖြစ်ပါတယ်တဲ့ကြတော့ခေါင်းထဲမှာတခုခုပောက်ကွဲသွားတယ်လို့ပဲအုံကြွတ်တွေဖြစ်သွားတယ်မဖြစ်နိုင်တာကြတော့ခေါင်းခါလိုက်မိတယ်ကြတော့အဖေကစောက်လို့ရေးဆိုင်မှာလောက်တာမဟုတ်ဘူးလားသူလာတိုင်းပို့ပေးတဲ့ပတ်စံကလည်းရွှန်း1000ထက်တစ်ခါမှမပို့ခဲ့ဘူးကြတော့3နှလုံးခောက်ဆွဲ6ပဲစားခဲ့ရတာအိမ်တော်ထိန်ကတက်ပြင်းအတာလေးချလိုက်တယ်သူကဟောင်းနှွမ်းနေတဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ပြီးကြတော့ကိုကမ်းပေးတယ်ဓာတ်ပုံထဲမှာတော့ခံရတဲ့လူလက်ပိုင်းမျိုးသားတစ်ယောက်ကမိုးမျောတိုက်ကြီးရဲ့အပေါ်ဆုံးထပ်မှာရက်နေတာသူ့ရဲ့နောက်ဖက်မှာတော့တမျိုးလုံးရဲ့မီးအောင်စုံတွေအဲ့ဒီလူကကြတော့အဖေပါဒါပေမဲ့သူကတကယ်ကိုအစင်းမြင့်ဝတ်စုံကြီးကိုဝတ်ထားတာကြတော့မှတ်မိနေတဲ့အဖေနဲ့လုံးဝကိုမတူတာလက်တွေမှာအသားမာတွေနဲ့အလုတ်သမားဝတ်စုံဝတ်ထားတဲ့လူမျိုးမဟုတ်ဘူးဒီ3နှစ်တာကတခင်လေးရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ဖို့အတွက်ကိုဖုံးကွယ်ပြီးနေထိုင်ခိုင်းခဲ့တာလို့တခင်ကြီးကပြောပါတယ်တဲ့တကယ်ဆင်းရဲဒုက္ခဆိုတာဘာလဲအောက်ခြေလူဒန်းစားဘဝမှာရုန်းကန်ရတာဘလို့လဲဆိုတာကိုတခင်လေးကိုသိစေချင်ခဲ့တာပါဒါမှသာလူတွေကိုနားလည်တဲ့တကယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်မှာမလို့ပါအခုတော့3နှစ်ပြည့်သွားပြီဖြစ်တယ်လို့တခင်လေးလည်းအစော်ကားခံလိုက်ရပြီးဒါကြောင့်ဆက်ပြီးတီးခံနေစရာမလိုတော့ဘူးလို့တခင်ကြီးကပြောပါတယ်တဲ့ကြတော့အဲ့ဒီမှာတင်မင်တက်ပြီးရက်နေမိတဲ့ရင်ထဲမှာတခုခုတနေ့တလို့ပဲခံစားရတယ်3နှစ်လုံးအနှိမ်ခံခဲ့ရတာတွေဒေါသတွေနဲ့နာကျင်မှုတွေအားလုံးတပြိုင်နက်တည်းပောက်ကွဲထွက်လာတယ်အဲ့ဒါတွေကတောက်လောင်နေတဲ့လှိုင်းလုံးကြီးတစ်ခုလိုဖြစ်သွားတာကြတော့ကဘယ်သူမှမလိုချင်တဲ့ဆင်းရဲသားလေးမဟုတ်ခဲ့ဘူးပဲကြတော့နောက်ွယ်မှာကြောက်စီဖုန်းကိုအကြိမ်ပေါင်း1000မကခြေမုံပြစ်နိုင်တဲ့စီးပွားရေးအင်ပါယာကြီးရှိနေတာပဲကြတော့အသက်ကိုဝါအောင်ရှူလိုက်တယ်လက်သီးကိုလည်းကြစ်ပါအောင်ဆုပ်လိုက်မိတယ်နီမြန်းနေတဲ့ကြတော့မျက်လုံးတွေကအေးဆက်ဆက်အကြည့်တွေဖြစ်ပြောင်းလဲသွားတယ်ကြတော့ခေါင်းမောလိုက်တယ်ကြတော့အတန်ကအကွဲနေပေမဲ့တည်ငြိမ်နေတဲ့ဒီစားတောက်ဆိုင်နဲ့ဒီဆိုင်မှာကြောက်စီဖုန်းရဲ့ share တွေပါလား30%ပါတာဆိုရင်ဒီဆိုင်ကို10မိနစ်အတွင်းပျက်စီးသွားအောင်လုပ်လိုက်အိမ်တော်ထိန်ကအသားလေးပြုံးလိုက်တယ်သူကဥညွတ်ပြီးတခင်လေးအလိုရှိတဲ့အတိုင်းပါတဲ့သူကလှည့်လိုက်ပြီးနှစ်ချက်ထဲကိုတိုးလေးပြောလိုက်တယ်10မိနစ်တောင်မပြည့်ခင်မှာပဲဆိုင်မန်နေဂျာပြေးထွက်လာတယ်နောက်ဖေးကနေချွေးတွေတရွှဲနဲ့ထွက်လာတာခြေထောက်တွေခွေရိုင်သွားပြီးကြတော့ရှိမှဒူးထောက်ကျသွားတော့တယ်
မစ္စတာလင်းကျတော့မှားသွားပါတယ်ကြတော့မျက်စိမွဲသွားလို့ပါအခုကစပြီးဒီဆိုင်နဲ့ပတ်သက်နေတဲ့ကုန်ပစ္စည်းပေးသွင်းသူအားလုံးကိုအဆက်အသွယ်ဖြတ်လိုက်တော့ဒီနေရာကို10မိနစ်အတွင်းပျက်စီးသွားစေချင်တဲ့10မိနစ်ကြာပြီးတဲ့နောက်မှာတော့ကျယ်လောင်တဲ့အတန်ကြီးနဲ့အတူလင်းထိန်နေတဲ့ဆိုင်ကြီးရုတ်တရက်မှောင်တိကျသွားတော့တယ်ဆိုင်ထဲကချမ်းသာတဲ့ဧည့်သည်တွေလည်းအော်ဟစ်ကုန်ကြတယ်သွားပြီးငါတို့တော့အကုန်သွားပြီးတဲ့ကျွန်တော်တို့ရဲ့ပါတနာတွေအားလုံးစာချုပ်တွေကိုဖျက်သိမ်းကုန်ကြပြီးကြတော့တို့လူမွဲစင်းရင်အတွင်းခံလိုက်ရပြီတဲ့ကျွန်တော်မတ်တက်ရက်လိုက်တယ်သူတို့လောင်ပြောင်ခဲ့ကြတဲ့ဈေးပေါ်တဲ့ကြတော့အဝိစားတွေကိုတက်တက်ရက်ရက်ဖြစ်အောင်ပြန်လုပ်လိုက်တယ်အပြင်ဘက်မှာတော့အနက်ရောင် BMW ကားစီးပေါင်းများစွာကဒီနေရာကိုအတန်တိတ်ဝိုင်းထားလိုက်ပြီးကားမိတွေအားလုံးကလည်းတပြိုင်နက်တည်းလင်းလာတယ်တလန်းလုံးကိုနေကင်းဘက်လိုလင်းထိန်သွားစေတာပဲတခင်လေးတခင်ကြီးကရုံချုံမှာစောင့်နေပါတယ်တဲ့အိမ်တော်ထင်းကအသားလေးဥညွတ်လိုက်တယ်ကြတော့ဆိုင်ထဲကနေထွက်လာခဲ့တယ်တက်တော်ဆောင်တယောက်ကမှန်ပြတင်းပေါက်နာကဖြတ်သွားရင်အမိုက်ပုံးကိုကောက်ကင်ပြီးမှန်ကိုရိုက်ခွဲပစ်လိုက်တယ်တခင်လေးစိတ်မချမ်းသာမှတော့ဒီနေရာကဆက်ရှိနေဖို့အကြောင်းမရှိဘူးတဲ့အဲ့ဒီတက်တော်ဆောင်ကပြုံးလိုက်တယ်သူ့နောက်ကလူတွေလည်းအရှိကိုပြေးတက်သွားကြတယ်အော်ဟစ်တန်တွေကြားထဲမှာပဲဒီလိုနာမည်ကြီးတဲ့စိန်ခန်းစားတောက်ဆိုင်ကြီးဟာစက္ကန့်ပိုင်းတွင်းမှာပဲပြာပုံတိဖြစ်သွားတော့တယ်ကြတော့ကားနောက်ခန်းမှာထိုင်လိုက်ရင်နှုတ်ခမ်းပြမှာအေးဆက်ဆက်အပြုံးတစ်ခုဖြစ်ပေါ်လာတယ်ဒါဟာအစပဲရှိသေးတယ်ကြောက်စီဖုံးမင်းကငါ့ကိုဘာမှမရှိတဲ့ကောင်လေးလို့ထင်နေတာလားဒါဆိုရင်တကယ်အာနာဆိုတာဘယ်လိုမျိုးလဲဆိုတာငါမင်းကိုပြပေးမယ်ဘေးကအိမ်တော်ထင်းကအညိုရောင်စားအိတ်ထူကြီးတအိတ်ကိုကမ်းပေးတဲ့တခင်လေးဒါတွေကတခင်ကြီးကတခင်လေးအတွက်ပြင်ဆင်ပေးထားတဲ့အရင်းအနှီးတွေပါတဲ့စုစုပေါင်းအဓိကကုမ္ပဏီ28ခုပါအဲ့ဒီထဲမှာဘန်နာရေးအိမ်ချမ်းမြေနဲ့အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းတွေအကုန်ပါဝင်ပါတယ်ကျွန်တော်စာရွက်စာတမ်းတွေကိုလှန်ကြည့်လိုက်တယ်အဲ့ဒီထဲမှာဟေရှိရဲ့အထင်ကရအဆောက်အဦတော်တော်များများပါနေတာကိုတွေ့လိုက်ရတယ်ပြီးတော့စာအိတ်ရဲ့အောက်ခြေမှာရွှေအိုရောင်နဲ့အနက်ရောင်ရောထားတဲ့ဘန်ကတ်တစ်ခုရှိနေတယ်ကက်ရဲ့ကြောဘက်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့ငကားကောင်းပုံကိုဖော်ထားတာဒီကက်ထဲမှာတန်းရှိပါတယ်ဒါကတခင်လေးအတွက်ဒီတစ်ပတ်စာမဟုတ်ဘူးပါတယ်အကယ်၍ဒီတစ်ပတ်အတွင်းမှာဒီပတ်စံတွေကိုအကုန်မသုံးနိုင်ဘူးဆိုရင်တော့တခင်လေးရဲ့စီးပွားရေးလှုပ်ဆောင်နိုင်စွမ်းကအားနည်းနေသေးလို့ပဲလို့တခင်ကြီးကပြောပါတယ်ဒါဆိုရင်တော့ခောက်ဆွဲ6ပြန်စားရမယ့်ဘဝကိုပြန်သွားရလိမ့်မယ်တဲ့အိမ်တော်ထင်းကပြုံးပြုံးလေးနဲ့ဆက်ပြောတယ်ကြတော့ပြတင်းပေါက်အပြင်ဘက်ကဖြတ်ပြေးသွားတဲ့လမ်းဘေးမိတိုင်တွေကိုကြည့်နေမိတယ်ကြတော့မျက်နှာပေါ်မှာအေးဆက်ဆက်အပြုံးတစ်ခုပေါ်လာတယ်အဖေကိုယ်တိုင်ကကြတော့လက်ထဲကိုဒီလိုဓာတ်တလက်ကမ်းပေးလိုက်ပြီးဆိုမှတော့ကြတော့အကောင်းဆုံးအသုံးချပြရမှာပေါ့ကားကဟေရှိမြို့ရဲ့ဗဟိုစီးပွားရေးဇုံထဲမှာရက်လိုက်တယ်ကြတော့ကားတကားကိုတွန်းဖွင့်လိုက်တယ်အဲ့ဒီနောက်ကလောက်ပိတ်တာဝါရဲ့အပေါ်ဆုံးထက်ကရုံးခန်းထဲကိုတန်တန်မတ်မတ်လျှောက်သွားလိုက်တယ်ဒါကဟေရှိမှရှိတဲ့ကြတော့တို့မိသားစုရဲ့ယာယီရုံးချုပ်ဖြစ်တယ်လို့ကြတော့ရဲ့ဘဝတည်စတင်ရနေရလဲဖြစ်တယ်ကြတော့ရုံးခန်းထဲကိုဝန်ခံနီးမှာပဲကြတော့နောက်ဘက်ကနေအေးဆက်ဆက်အတန်တစ်ခုထွက်လာတယ်ကြတော့လှည့်ကြည့်လိုက်တယ်ရုံးဝစ်စုံနဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်သူမကအရက်ရှိပြီးနှာတံပေါ်မှာရွှေရောင်ပေါင်မျက်မှန်လေးတက်ထားတာသူမစီကနေထက်မြက်ပြီးဘသူမှအနာမကက်ရဲတဲ့အရှိန်အဝါတွေထွက်နေတာလီနိုကြတော့သူမကိုသိတယ်သူမကဟေရှိရဲ့ထိတ်တန်းစီးပွားရေးသတင်းချက်လက်လုပ်ငန်းကိုဦးစီးနေသူပါသူမကအဖေပြောထားတဲ့လူလည်းဖြစ်တယ်ကြတော့အပြည့်အဝယုံကြည်လို့ရတဲ့မဟာမိတ်တစ်ယောက်ပေါ့တခင်လေးလင်းတခင်လေးရဲ့အဆင့်တန်းကိုပြန်လည်ရရှိသွားတဲ့အတွက်ဂုဏ်ယူပါတယ်တဲ့လီနိုကကြတော့စီလျှောက်လာတယ်သူမကမျက်မှန်ကိုအသားလေးပင့်တင်လိုက်တယ်သူမမျက်လုံးတွေကကြတော့ကိုအကဲခတ်နေတယ်ကြောက်စီဖုံးကဟေရှိရဲ့ယင်းနှိမ့်မြုပ်နှံသူတွေကိုတင်သွင်းဖို့အခုတလောတော်တော်လေးစူးစမ်းနေတာသူကထိတ်တန်းအတိုင်းဝိုင်းတဲ့ကိုအတင်းဝင်ရောက်နိုင်ဖို့စူးစမ်းနေတာကြတော့မှန်ပြတဲ့ပေါက်ကြီးစီကိုရှောက်သွားလိုက်တယ်ကြောက်စီဖုံးလိုကောင်ကအဲ့ဒီလိုနေရာမျိုးနဲ့ထိုက်တန်တယ်လို့ထင်နေတာလားတခင်လေးပါလို့ချင်လဲအရင်ဆုံးသူ့ကိုအထက်ကနေပြုတ်ကျရတဲ့အရာတာကဘယ်လိုလဲဆိုတာခန်းစားခိုင်းလိုက်မယ်ဒီည Starry Night ဘားမှာရှမ်မီသားစုကိုလက်ထက်ခွင့်တောင်းဖို့သူပွဲကြီးကြီးတစ်ခုလုပ်မယ်မဟုတ်လားဟုတ်ပါတယ်ဟေရှိမှရှိတဲ့ဒုတိယတန်းစားတထေးလေးတွေအကုန်လုံးအဲ့ဒီပွဲကိုလာကြမှာပါကြတော့အတွက်စီစဉ်ပေးပါဒီညဟေရှိတစ်မျိုးလုံးကဒီနေရာမှာတကယ်စီးမြင့်တွေကိုဘယ်သူကသတ်မှတ်တာလဲဆိုတာကိုသိသွားစေ